တူရီချမိတ်ဆွေတွေအတွက်ထောက်ပံ့ကောင်းတွေရရှိမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့အကောင့်လေးကို like and follow လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဒီနေ့မျှဝေချင်တာမိတ်ဆွေတို့အတွက်မနေ့ကတနေ့လာနေမှာဆိုလို့ရှိရင်3ပတ်တီဒါကျွန်တော်တို့3ပတ်တီ30ပေါက်မဲ့အောင်မြင်ခဲ့တာဖြစ်တဲ့အတွက်ဒီနေ့အင်္ဂါနေ့မှာလဲကျွန်တော်ရဲ့မျှဝေချင်တာမိတ်ဆွေတို့အတွက်အထောက်ပံ့ကောင်းတွေရရှိမယ်ဆိုတာသိကြအောင်ပြောရပါတယ်။အဲ့တော့ကျွန်တော်ရဲ့အကောင့်လေးကို like and follow လုပ်တော့ပါတော့အားလုံးပဲမင်္ဂလာပါစင်နာကြလေးဦးတီရဲ့အကောင့်အောင်နေပြီးတော့ဗောနော်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကိုကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါတူရီချမိတ်ဆွေတွေအတွက်ဒီနေ့အင်္ဂါနေ့29ရက်5လပိုင်း2025 12နာရီ10မိနစ်နဲ့4နာရီမိနစ်30အတွက်ကျွန်တော်မောင်ဦးတီရရှိထားတဲ့ကီလုံးမိုင်1ချင်းလေးတွေနဲ့အတူမိတ်ဆွေတို့အတွက်ထောက်ပံ့ကောင်းတွေရရှိမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးဖို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပတ်မှာမနေ့ကတနေ့လာနေမှာနေကောင်းအဖွင့်လာခဲ့ပြီးတယ်ဖြစ်တဲ့အတွက်ဒီနေ့အင်္ဂါနေ့အတွက်လည်းပေါ့နော်ကျွန်တော်အကောင်အကောင်ဆုံးတော့ရှာဖွေထားတဲ့အရာတွေကိုမိတ်ဆွေတို့အတွက်ညှဝေပေးမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်အရန်ကောင်းတဲ့လုံးပိုင်1 chain လေးကိုအရင်ဦးဆုံးပြောပြချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီလုံးပိုင်1 chain အနေနဲ့က4 6အချိန်ရှိပါမယ်နော်4 6အချိန်ဒီ4 6အချိန်ကိုကျွန်တော်တို့ဘာနဲ့ကပ်မလဲဆိုတော့ကျွန်တော်ရဲ့ key ပေါ့နော်လေးတိုက် key တွေကအရန်ကောင်းတယ် key လွတ်ပြီးတော့ကျွန်တော်ကစားတာမျိုးလေးမလုံးနဲ့ပေါ့နော်1 chain ကိုပဲပြီးအဓိကထားပြီးကစားတာပဲဖြစ်ဖြစ် key လေးတွေကိုအဓိကထားပြီးတော့ကစားတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အမြဲတမ်းလိုက်ပြီးတော့အားပေးနေတဲ့ဆရာတော်ရဲ့အရာနဲ့ကိုက်ညီမှုရှိတဲ့အခါမှာမိတ်ဆွေတို့ပုံမပြီးတော့အကျိုးမြတ်တွေများစွာရရှိမှာဖြစ်တဲ့အတွက်ဥတီကိုယုံကြည်ပြီးတော့အားပေးနေတဲ့သူတွေအားလုံးအဆင်ပြေနိုင်မယ်เนาะအဲ့တော့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်1 chain အနေနဲ့က4 6အချိန်ရှိမယ်ကျွန်တော် key အနေနဲ့ကကြတော့ကျွန်တော်ဘာရှိမလဲဆိုတော့5 3 2 532 235ပေါ့နော်ဒီ235 key နဲ့မိတ်ဆွေတို့တေချာလေးကပ်ပြီးတော့ကစားပေးပါနော်ဘာဖြစ်လို့လဲဆိုတော့ဒီအရာကအရန်မိုက်တယ်ဒီ235ဆိုတဲ့ key ကလည်းဒီနေ့တနေ့ကုန်သားတော့ကြာကိုကြာမယ်ကျွန်တော်ရဲ့1 chain တာမှန်ခဲ့မယ်တွဲချက်ပြီးတော့လာခဲ့မယ်ဆိုရင်မိတ်ဆွေတို့အတွက်အကျိုးမြတ်တွေများစွာရရှိမှာဖြစ်ပါတယ်အဲ့တော့အကျိုးမြတ်တွေများစွာရရှိလာပြီပိုင်ဆိုင်လာခဲ့ပြီဆိုလို့ရှိရင်ကျော်ရဲ့မိတ်ဆွေတွေကကိုယ့်ရဲ့နေပြချောက်ကမှာပန်းရည်ချမ်းစမီစွမ်းအဲ့တော့စမီတိတိဆွလေးကပ်ပေးပါတော့ဘုသူကောင်းမှုတစ်ခုနေ့စဉ်ပြုပေးပါဥတီကိုချစ်မြတ်လို့ဥတီရဲ့မျှဝေခြင်းတွေနဲ့မိတ်ဆွေကန်ဆက်တဲ့အခါမှာဖရာတရားကုသိုလ်ကောင်းမှုလုပ်ဖို့လုံးဝမမေ့ပါနဲ့အားလေးတစ်ခုတော့ကျွန်တော်တောင်းဆိုချင်ပါတယ်အဲ့တော့ကျွန်တော်လက်ချောအဖြစ်ပြောပေးမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးအင်္ဂါနေ့29ရက်5လ2025 7နာရီ10မိနစ်နဲ့4နာရီ30အတွက်ပေါ့နော်ဒါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံး4 6အချိန်ရှိပါမယ်နော်4 6အချိန်ဟိုမှာ235ဆိုတဲ့ကျွန်တော် key လေးနဲ့ကပ်ပြီးတော့မိတ်ဆွေတို့ကအကောင်းဆုံးသောအရာတစ်ခုကိုကျွန်တော်မောင်တီနေနဲ့ညဝေပေးလိုက်တာပဲဖြစ်ပါတယ်။ဒါနဲ့ကျွန်တော်ရဲ့ဒီတစ်ပတ်မှာထုတ်ထားတဲ့ပထမအခွေကလေးလုံးခွေကပေါင်းမြောက်အောင်မြင်သွားပြီ။အဲ့တော့ကျွန်တော်ရဲ့ဒီဆက်လက်ပြီးတော့ထုတ်ပေးထားတဲ့လေးလုံးအခွေ second time ဒုတိယအချိန်ထုတ်လေးလုံးအခွေနဲ့ပတ်သက်ပြီးတော့လုံးချင်းပါလဲဆိုတဲ့သူတွေကျွန်တော်ရဲ့အကောင့်မှာချက်ပေါက်မှာလာပြီးတော့ပေးနိုင်ပါတယ်။ဒါမှမဟုတ်ရှင်ကျွန်တော်ဒီနောက်မှာပါတဲ့ဖုန်းနံပါတ် Viber မှာလာတောင်းလို့ရတယ် Telegram မှာလာတောင်းလို့ရတယ်ပေါင်းမြောက်အောင်မြင်ခဲ့တော့ဥတီကိုမုံဖို့ပေါ့နော်ကျွန်တော်အများကြီးမတောင်းဘူးမုံဖို့လေးပဲမိတ်ဆွေတို့ပို့လို့ပေးရမှာအဲ့တော့အားလုံးပဲဗျာနော်တယောက်နဲ့တယောက်ချက်ခင်ခင်ပြောရွှေနဲ့မိတ်ဆွေတို့အကျိုးမြတ်ကိုလိုလာပြီးတော့ကျွန်တော်တွေတင်ပေးရဖြစ်တယ်နေတိုင်းတင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဘာမှမိတ်ဆွေတို့စီကနေပြီးတော့မျောလင်းချက်မရှိဘူးကုသိုလ်ကောင်းမှုတစ်ခုတော့ကျွန်တော်မျောလင်းချက်ရှိရဲအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံး6 6အချိန်ရှိမယ်235ကပ်မယ်အရှမ်းမိုက်တယ်ဆွဲလိုက်တော့ဒီနေ့တော့